ဘောလုံးလောကရဲ့အငင်းပွားစရာဖြစ်အပ်တွေနဲ့အံ့ဖွယ်ဖြစ်အပ်တွေကိုပြောပြပေးချင်ပါတယ်။ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာဂိုးသမားကဂိုးစီးပေါ်ကနေဘောလုံးကိုဖျက်ထုတ်လိုက်တဲ့အချိန်မယုံနိုင်စရာဖြစ်အပ်တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ဖြစ်ပျက်ပုံကိုအနီးကပ်မြင်တွေ့နေရတဲ့ဒိုင်လူကြီးဟာသူ့ရဲ့လက်ပတ်နာကြီးကတုန်ခါသွားတာကိုကြည့်ပြီးရုတ်တရက်ကိုအဖြစ်သတ်မှတ်ပေးလိုက်တာပါဒါပေမဲ့ပြဿနာကဗီဒီယိုပြန်ကြည့်လိုက်တဲ့အခါမှာဘောလုံးဟာဂိုးစီးကိုလုံးဝကြုံမသွားခဲ့တာပါပဲ။အဖြူမျိုးဝတ်အတင်းသားတွေအားလုံးကဒီဆုံးဖြတ်ချက်ကိုကန့်ကွက်ပြီးဗီဒီယိုပြန်စစ်ဖို့တောင်းဆိုခဲ့ကြပေမဲ့ဒိုင်လူကြီးကတော့ညှင်းဆန်ခဲ့ပါတယ်။သူ့ရဲ့နာယီကမမနိုင်ဘူးသူသားမှန်တယ်လို့ပဲအခိုင်အမာပြောနေခဲ့တာပါ။တကယ်တော့အံဖွယ်နီးနဲ့ဂိုးစီးပေါ်မှာကာကွယ်ပြီးတဲ့နောက်ဂိုးသမားဟာဘောလုံးကိုသူ့ရင်ဘတ်ထဲကောက်သွင်းခဲ့တာကြောင့်ဂိုးစီးတဲ့ကိုရောက်သွားခဲ့ပြီးအဲ့ဒါကပဲနောက်ဆုံးမှာဂိုးဝင်သွားစေတဲ့အကြောင်းရင်းဖြစ်သွားခဲ့ရတာပေါ့။နောက်တစ်ပွဲမှာတော့ဂိုးသမားဟာသူ့ရဲ့ဂိုးတိုင်မှာပြဿနာရှိနေမှန်းသိလိုက်တာကြောင့်ဒိုင်လူကြီးကိုခေါ်ပြီးစစ်ဆေးခိုင်းပါတယ်။ဒိုင်လူကြီးကဂိုးတိုင်ရွက်စားကိုတိုင်းတာကြည့်လိုက်တဲ့အခါမှာတော့ပုံမှန်ထက်ပိုမြင့်နေတာကိုတွေ့လိုက်ရပါတယ်။အားလုံးကဘာလို့ရမလဲဆိုတာဝေခွဲမရဖြစ်နေချိန်မှာဂိုးသမားကဒါကိုကျွန်တော်ဘာသာကင်တွယ်ခွင့်ပေးပါလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်သူဟာဂိုးတိုင်နှမ်းပေါ်ကိုခုန်တက်လိုက်ပြီးဂိုးတိုင်ကြီးကိုအသာလေးပဲဖိချပစ်လိုက်ပါတော့တယ်။နောက်ထပ်ထူးထူးဆန်းဆန်းဖြစ်တဲ့တစ်ခုကတော့ဂိုးသမားတစ်ယောက်ဟာအနီးကပ်ပြခံရမှာကြောက်လို့သတိလစ်ချင်အောင်ဆောင်ခဲ့တဲ့ကိစ္စပါသူဟာဂိုးဧရိယာအပြင်ဘက်အထိထွက်လာပြီးအမှားလုပ်မိခဲ့တာကြောင့်ပြိုင်ဘက်ကစားသမားကိုလဲချပြီးတားဆီးဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူးသူဟာနောက်ဆုံးခံစစ်သမားဖြစ်နေတာကြောင့်အနီးကပ်အပြခံရတော့မယ်ဆိုတာကြိုသိနေခဲ့ပြီးသတိလစ်တယ်လို့ဟန်ဆောင်လိုက်တာကအကောင်းဆုံးနည်းလမ်းလို့တွေးခဲ့တာပါသူဟာမြေပြင်ပေါ်မှာလဲကျနေပြီးဒိုင်လူကြီးဘာပြောလုံးဝမလုံးမရှက်ပဲအိပ်ပျော်နေတယ်လို့မျိုးဟန်ဆောင်နေခဲ့ပါတယ်ဒီလိုလုပ်လိုက်ရင်ဒိုင်လူကြီးကသူ့ဆုံးဖြတ်ချက်ကိုပြန်စဉ်းစားပေးမလားဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့ဗျာဒီဂိုးသမားဟာ10မိနစ်ကျော်ကြာတဲ့အထိအိုက်တင်တွေအကောင်းဆုံးပေးနေခဲ့ပေမဲ့ဒိုင်လူကြီးကတော့လှည့်စားလို့မရခဲ့ပါဘူးနောက်ဆုံးမှာတော့ထင်ထားတဲ့အတိုင်းအနီးကပ်နဲ့အတူကွင်းထဲကထွက်သွားခဲ့ရပါတော့တယ်ခင်ဗျာအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောကရဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကိုဖော်လို့လုပ်ပြီးယော်နယ်ဒိုရဲ့ပရိသတ်တယောက်ဆိုရင် CR7 လို့မှန်းသွားပါအောင်တော့